Vinicius Junior ကိုစိတ်ဝင်စားနေတဲ့ Arsenalမင်္ဂလာပါဘာနေ Beauty လေးမြန်မာရဲ့ Facebook TikTok နဲ့ YouTube Channel တွေကနေရောပြန်လဲကြိုဆိုလိုက်ပါတယ် Real Madrid အသင်းရဲ့တောင်ပန်ကစားသမား Vinicius Junior ရဲ့စာချုပ်တစ်ကိစ္စအဆင်မပြေဖြစ်နေမှုအပေါ်မှာ Premier League Champion Arsenal အသင်းကစိတ်ဝင်စားစောင့်ကြည့်နေရဆိုတဲ့သတင်းတွေတော်တော်များများ confirm လုပ်လာပါတယ် Vini နဲ့ Real Madrid ဒီစာချုပ်တစ်နှစ်ပဲကျန်တော့တယ်စာချုပ်တစ်ကိစ္စကညှိနှိုင်းလို့အဆင်မပြေသေးဘူး Premier League Champion ပူပူနွေးနွေးဖြစ်တာတဲ့ Arsenal အသင်းက Vinicius Junior ကိုခေါ်ချင်တဲ့စိတ်ဝင်စားစောင့်ကြည့်နေတယ်သူတို့အရန်လိုချင်နေတဲ့ Champion League ဖလားကြီးကဒီနေ့အချိန်ထိမရသေးဘူးပေါ့နော်အဲ့တော့ဒါလာမယ့်ရာသီမှာ Champion League ဖလားသူတို့စိန်ခေါ်နိုင်မှုအတွက်ကို Vinicius Junior ကိုခေါ်ယူအားဖြည့်ချင်နေတယ်လို့လည်း Real Madrid နဲ့ Vinicius Junior ဒီလာမယ့်တနင်္လာနေ့မှာfinal meeting တခုလုပ်မယ်အဲ့ဒီ final meeting မှာဒါစာချုပ်တစ်ကိစ္စကိုနောက်ဆုံးဆွေးနွေးမှာဖြစ်ညှိနှိုင်းလို့ okay တယ်ဆိုရင်တော့ Madrid နဲ့စာချုပ်တန်းတိုးလိုက်မယ်ညှိနှိုင်းတာအဆင်မပြေဘူးဆိုရင်တော့ Vinicius Junior ကို Real Madrid ကဒီနှစ်နွေရာသီအပြောင်းရွှေ့မှာပဲထုတ်ရောင်းသွားမှာဖြစ်ပါတယ်လာမယ့်နွေရာသီကျရင်စာချုပ်တန်းကုန်မှာဖြစ်တဲ့အတွက်ကြောင့်အလွတ်နဲ့တော့ထွက်ခွာခွင့်ပေးမှာမဟုတ်တော့ဘူးဒီနှစ်နွေရာသီမှာတည်းရတဲ့ဈေးတန်းတစ်ခုနဲ့ထုတ်ရောင်းမှုရှိနေပါတယ် Arsenal အသင်းကနံပါတ်1နေရာကနေပြီးတော့စိတ်ဝင်စားစောင့်ကြည့်နေရဆိုပြီးတော့ကျွန်တော်တို့တွေ့ရတယ်အာဆင်နယ်ရဲ့နောက်မှာတော့ PSG Man City စသဖြင့် report တွေမှာဒါ confirm လုပ်ထားတော့တွေ့ရတယ်ပေါ့နော် PSG ကတော့ဝယ်ဖို့ဖြစ်နိုင်ချေနေတယ် PSG ဒီဒါ Mbappe ကိစ္စကိုလက်စားချေရတဲ့အတွက်ကြောင့်မို့လို့ Vinicius Junior ကိုသူတို့ကအလွတ်နဲ့ပဲခေါ်ချင်တယ်ဆိုတဲ့သဘောမျိုးတော့ကျွန်တော်တို့တွေ့ထားတယ်ပေါ့နော်ဒါကတော့ဖြစ်နိုင်ချေနေပါတယ်အဲ့တော့ Arsenal ကတော့လက်ရှိမှာ Vinicius Junior ကိုအလိုချင်ဆုံးအသင်းဖြစ်နေပါတယ်ဒါပေမဲ့လက်ရှိအချိန်ထိတော့စာချုပ်တစ်ကိစ္စကကျွန်တော်တို့50-50အခြေအနေဘာမှ confirm လုပ်လို့မရသေးဘူးစာချုပ်တန်းတိုးပြစ်မလားမတိုးပြစ်ဘူးလားဆိုတာကတော့ဒီလာမယ့်တနင်္လာနေ့မှာကျွန်တော်တို့သိရမှာပေါ့နော်အဲ့တော့ Madrid ပြည်သက်တွေကတော့ Real Madrid အသင်းရဲ့ကျော်နံပါတ်9ပိုင်ရှင် Vinicius Junior စာချုပ်တန်းမတိုးပြစ်ခဲ့ရင် Champion League ဖလားမရဘူးသေးတဲ့ Arsenal Champion League ဖလားကြီးကိုစိန်ခေါ်ဖို့အတွက်ကိုလိုချင်နေတဲ့ Vinicius Junior ကိုလိုချင်နေတဲ့ Arsenal စီကိုပြောင်းသွားမဲ့အပေါ်မှာဘယ်လိုသဘောရလဲတကယ်လို့ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင်သူ Arsenal ကိုပြောင်းမယ်ဆိုရင် Arsenal အသင်းတွေကို Champion League မှာအောင်မြင်ပါမလားပေါ့ comment မှာဆွေးနွေးပေးခဲ့ကြပါဦးနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်ကျေးဇူးတင်ပါတယ်